မိဝိုင်းငါတို့လေတခြားလမ်းပတ်သွားရအောင်လားငါရဲ့နက်ခက်ရလေဒီလမ်းကကို့ချိန်သွားလို့မကောင်းထင်နေဟာနေရလေသူရဲကောင်းဆိုပြီးတော့နေမဲဆော့ဆော့ပဲကြွားနေရမဟုတ်လားတွားကြည့်အောင်လာပါတုံပေါ်လေမိဝိုင်းရဲ့ပြောကြောင်းဓမီတိုင်အောင်မှရက်နေရဲ့အချိန်မဲကြီးစီကိုတလန်းချင်းတိုးကက်လာခဲ့ကြတယ်မိဝိုင်းကတော့စိတ်ဝင်တစားနဲ့တုံပေါ်နောက်ကနေလိုက်လာခဲ့တာပါတုံပေါ်ကသူ့ရဲ့တန်ကိုမြင့်လိုက်တယ်ဟေးဘာတူလဲငါရဲ့ရက်ွက်တွေကလူစိုးဖက်နဲ့တုံပေါ်ကွာမင်းကဘာလို့ဒီမှာရက်နေရလဲမောင်မိုက်တဲ့ညတညမှာတော့တိုးပေါ်တယောက်သူ့မိခိုင်းလိုက်တဲ့ပဲကြီးကိုထမ်းပြီးလမ်းမပေါ်မှာကုတ်နဲ့ရှောက်လာနေခဲ့တယ်ဘေဘီကိုကြည့်ပြီးကြောက်နေတဲ့တုပ်ပေါ်ပုံစံကအတိတာကြီးပါတို့မရလေဒီအချိန်ကြီးမှာခိုင်းရတယ်လို့အသွားတော့ဖိုးထူးတို့သွားခေါ်လိုက်ကောင်းတာခုတော့တယောက်တည်းဟိုနာလေးကလည်းမှောင်လိုက်တာသူအဲ့လိုပြောနေတော့လမ်းကြားထဲကနေလူတယောက်ဝုန်းကနေပြေးထွက်လာပြီးတုပ်ပေါ်ကိုဝင်တိုက်မိမလို့ပြက်သွားခဲ့တုပ်ပေါ်ကတော့တရေထင်နဲ့လမ်းဖြတ်ပြီးထမ်းထားတဲ့ပဲထုတ်ချင်းနဲ့အဲ့လူကိုပိတ်ထုတ်လိုက်တော့တယ်ဟာတရေမလာနဲ့ကဲတုပ်ပေါ်တယောက်မျက်လုံးမိပြီးအထုံးနဲ့အသေးလေးထုနေအောင်ဆိုတော့အထုခံရတဲ့လူလေးမြေကြီးပေါ်ခွေချသွားတယ်အဲ့ဒီအချိန်မှာပဲနောက်ကနေအော်ဟစ်တန်နေတူဖိုးတော်တို့ကာလသားတွေရောက်လာခဲ့ကြတယ်တခိုးပြိုတခိုးဖမ်းကြဟေးဖမ်းကြအဲ့ဒီအချိန်မှာတုတ်ပေါ်လေသူတက်ထိုင်ပြီးရိုက်တူထားတဲ့လူကိုသတိထားမိလိုက်တာပါဟင်းလူကြီးဖြစ်နေရပဲကတော့နော်ကတော့ဖိုးတော်ကတုတ်ပေါ်အောက်မှာရှိနေတဲ့ငတက်ကိုမြင်ပြီးမျက်လုံးပြူးသွားခဲ့တယ်ဟဲ့အောင်တုတ်ပေါ်မင်းဖမ်းလိုက်တာလားဒါရက်ွက်တွေကပစ္စည်းတွေလိုက်ကုန်နေတဲ့တကူးငတက်ကွာကျုပ်တို့လိုက်ဖမ်းနေရအတော့ကြားနေပြီဟဲ့အောင်တုတ်ပေါ်ဟာမင်းကတော့တကယ်လူစွမ်းကောင်းမေကွာလက်ပလာနဲ့ကိုဖြုတ်ချလိုက်တာပဲဟိမင်းကိုကျုပ်တို့ရွာသူ့ရဲ့ကောင်လို့တင်စားရမယ်သူ့ကိုတယောက်တမျိုးချီးကျူးနေကြတဲ့အတန်းကြောင့်တုတ်ပေါ်လေးဂုံယူကျင်လာတယ်ဟုတ်တယ်ဗျကိုကြီးဖို့တော့ရဲ့ကျွန်တော်ကလေလူဆိုးဆိုရင်လုံးဝကိုရှော့မပေးဘူးစောနာသူ့ပြေးလာမြင်လိုက်တာနဲ့ဒုံးဆိုပြီးတခါတည်းကိုပြစ်ကျွေးလိုက်တာပဲတော်တယ်ကွာတုတ်ပေါ်ကဲဒီကောင်ငတက်ကိုတကြီးစီခေါ်သွားကြတာပေါ့မင်းလည်းလိုက်ခဲ့အောင်တုတ်ပေါ်မင်းအဓိကပဲဟုတ်ကဲ့ကိုကြီးဖို့တော့တုတ်ပေါ်ကတော့ခြေထောက်တွေတုံနေပေမဲ့ရင်ဘက်ကိုကော့ပြီးဖိုးတော်တို့အနောက်ကနေအောင်းနိုင်သူအထာနဲ့လိုက်သွားကြတော့တယ်ရွာရဲ့လက်ဖေးဆိုင်မှာတော့တုတ်ပေါ်ကရင်ဘက်ကိုကော့ထားရင်ပစိုးဆက်လွယ်တိုင်းနဲ့လက်ဖေးဆိုင်မှာခန့်ငန့်ကြီးထိုင်နေခဲ့တယ်သူ့ဘေးမှာတော့ဖိုးထူးနဲ့ငပင်ဟာသူ့ကိုအန်ဟောတကြီးနဲ့ဝိုင်းကြည့်နေခဲ့ကြတာပါဟဲ့အောင်တုတ်ပေါ်ရက်ွက်ထဲမှာမင်းသတင်းနေရမှုန်းနေရပဲနော်မင်းတကယ်ကိုတမဏိလက်သီးဆိုလားညကိုကြီးငတက်ကိုတစ်ချက်တင်နေမှောင်လို့ထိုးပြင်လိုက်တာဆိုတုတ်ပေါ်ကငပင်ပြောတာကိုပြုံးကြီးနဲ့နားထောင်နေလက်ဖေးကိုဟန်ပါနဲ့တကြိုက်တောင်းလိုက်တယ်ဟာမင်းတို့သိရဲ့အတိုင်းငါကရုပ်ချောတလောက်လက်သီးကကျန်းတယ်လीငါနာကိုကြီးငတက်ပြေးလာမြင်လိုက်တာနဲ့ငါရဲ့လျှက်စည်းလက်သီးကိုတခါလေးသုံးလိုက်တာပဲဖိုးထူးကတော့မျက်မှောင်ကုပ်ပြီးတုတ်ပေါ်ရဲ့ခြေထောက်တွေကိုအခဲကြည့်နေတာကဒါနဲ့တုတ်ပေါ်မင်းခြေထောက်ကဘာလို့တုံနေရလဲအခုထိလျှက်စည်းတွေလက်နေတော့လားဖိုးထူးပြောကြောင်းတုတ်ပေါ်လေးသူ့ခြေထောက်ကိုအတင်းဖိလိုက်တယ်မဟုတ်ပါဘူးအဲ့ဒါလေဟိုလူတွေကိုထိုးပြင်းစီပေါက်နေတာဟာအဲ့ဒါမနေထိန်ထားလို့တုံးနေတာမင်းတို့ပြောလဲနားမလည်ပါဘူးကွာဟာတို့တို့ဘောကလုံးအောင်ပြောင်းလဲသွားတာပဲနော်အရင်ကဆိုလေတရေကြောက်လို့ငါးနောက်မှာကတ်နေရသူကအခုတော့သူရဲ့ကောင်းကြီးဖြစ်လို့ပါလားမိုက်တယ်ကွာဖိုးထူးလေးတုတ်ဘောကိုစိုက်ကြည့်ပြီးတော့ပြုံးဆဆနေဟုတ်ပါပြီသူရဲ့ကောင်းကြီးရဲ့ရက်ွက်တွေကလူကြီးတွေရတော့လေမင်းကိုသူရဲ့ကောင်းစုပေးဖို့ဆိုပြီးတိုင်မင်နေကြပြီကွနောက်ပြီးတော့ကိုကြီးငတက်ရဲ့ပေါင်းပါတွေကလေမင်းကိုကလေးစားချင်မယ်လို့ကြားရင်နော်အဲ့ဒီစကားကြားလိုက်တော့တုတ်ပေါ်လေးမျက်လုံးပြူပြီးအတန်တုံသွားခဲ့တယ်ဟင်
လက်စားချိန်မယ်ဟုတ်လားဟဲ့ဟိုတို့မင်းကလေနောက်နေရမဟုတ်လားငါရက်ကွက်အတွက်လှုပ်ပေးရလေကွာမနာဘူးတော့ဘောကသူရဲ့ကောင်ဆိုတာရန်သူရှိရဓမ္မတာပဲလေမင်းကတော့လေအခုကစပြီးညဘက်တယောက်တည်းထွက်ရဲမှာမဟုတ်တော့ဘူးကွငပိတ်ပြောကြောင်းတုတ်ပေါ်လေစောနာအရှိန်ဝါရီပျောက်သွားပြီးတော့ဘေဘီကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်လိုက်တယ်ဟဲ့နေငါ့ကိုအိမ်ပြန်လိုက်ဖို့ကြောင်နော်ငါလက်တီကအားကုန်သွားလို့ခဏအနားယူရမှာဟာဖိုတူနဲ့ငပိတ်ကတော့တုတ်ပေါ်ရဲ့ဟန်ဆောင်မှုကိုရင်းမိပြီးတယောက်ကိုတယောက်ကြည့်လို့ခိုးရင်နေခဲ့ကြတယ်ညနေနေဝင်ချိန်မောင်ရီပြိုစချိန်မှာတော့တုတ်ပေါ်ကဖိုတူနဲ့ငပိတ်ကြားကနေလမ်းလျှောက်လာနေခဲ့တာပါညနာကတော့တော်တော်လေးကိုဂုံယုံဝင်ကြွားနေတဲ့ပုံပါပဲအဲ့ဒီရဲ့ချင်းအဝေးကနေမိဝိုင်းတယောက်ရှောင်းလာနေတာမြင်လိုက်တော့တုတ်ပေါ်ကအင်ကြီးဆောင်ဆွဲဆန့်လိုက်ပြီးခန့်ခန့်ကြီးရက်လိုက်တယ်ဟောကိုမမိဝိုင်းလာနေပြီဟဲ့တုတ်ပေါ်မင်းရဲ့သူရေးကောင်းတဲ့တင်းကမိဝိုင်းစီကိုရောက်ပြီးနေလောက်ပြီနော်တုတ်ပေါ်လေးရင်ဘက်ကိုကော့လိုက်တယ်အေးလေမိဝိုင်းကတတိရှိရဲ့ယောက်ျားလေးတွေဆိုရင်သဘောကျတယ်မဟုတ်လားငါကတော့ဒီနေ့သူရေးကောင်းကုန်မှုနဲ့လေသူ့ကိုနှုတ်ဆက်လိုက်အောင်ပါမိဝိုင်းကသူတို့နာကိုရောက်လာခဲ့ပြီးပြုံပြုံလေးနဲ့တုတ်ပေါ်ကိုနှုတ်ဆက်လိုက်တယ်ဟဲ့တုတ်ပေါ်ဒင်းနေကြားရဲ့နော်မင်းညကလူစိုးကိုလက်ပလာနဲ့ဖမ်းလိုက်တယ်ဆိုလားတကယ်ကိုအားကိုးရတယ်သူရေးကောင်းကြီးပဲတုတ်ပေါ်ကအတန်းကိုဩဇာရှိတဲ့အောင်လုပ်လိုက်တယ်အော်မိဝိုင်းရဲ့ဒါကတော့ငါတို့ရက်ွက်အတွက်တာဝန်တစ်ခုပါပဲငါရှိမှာတော့လေဘယ်လူစိုးကမှအေးစိမနေစီအောင်ငါကတိုက်ခတ်ရတာဝါသနာပါတာကိုဟုတ်တယ်မိဝိုင်းရတုတ်ပေါ်ကလေအခုဆိုရင်ညဘက်ကင်းလေးပေါ်တော့ပြည့်နေရဟာတယောက်တည်းလည်းမကြောက်ဘူးတဲ့ဟဲ့တကယ်လားတုတ်ပေါ်ဒါဆိုလေခုငါအိမ်ပြန်မဲ့လားနည်းနည်းမှောင်နေလို့ဟာနင်ငါ့ကိုတယောက်တည်းလိုက်ဖို့ပေးပါလားယင်နင်ပါတော့ငါလည်းကြောက်ကြောက်လန့်လန့်နဲ့အိမ်ပြန်ဖို့မလိုတော့ဘူးပေါ့ဟာမိဝိုင်းစကားကြောင်းတုတ်ပေါ်လေးမျက်လုံးပြူသွားတယ်ဟင်လိုက်ဖို့ရမယ်အခုလားအေးလေတုတ်ပေါ်ဟာသူရဲ့ကောင်းကြီးဆိုတော့လိုက်ဖို့ပေးလိုက်လေငါတို့ကတော့ပိုက်စာနေလို့ကွာအိမ်ရင်ပြန်နေတော့မယ်ဖိုးထူးနဲ့ငပိန်ကမျက်လုံးမိတ်ပြပြီးတော့ထွက်သွားကြတော့တယ်တုတ်ပေါ်ကတော့မောင်စားပြုတ်နေတဲ့လမ်းကိုကြည့်ပြီးစရွေးကိုခက်ခက်ခဲခဲနဲ့မျိုးချလိုက်ရတယ်တုတ်ပေါ်ဘာဖြစ်လို့လဲမျက်နှာဖြူဖြောက်သွားသလိုပဲတုတ်ပေါ်လေးကြောက်စိတ်ကိုထိမ့်ချုပ်ထားလိုက်ကြီးမဟုတ်ပါဘူးမိမရဲ့ဒါကငါ့ရဲ့စွန်စားကဝင်တော့မယ်မျက်နှာပေးလေကဲသွားကြတာပေါ့အဲ့လိုပြောပြီးတုတ်ပေါ်လေးတုံတုံရှင်ရင်နဲ့ကုတ်ကုတ်လေးထွက်သွားခဲ့တော့တယ်တုတ်ပေါ်တယောက်မိဝိုင်းရဲ့ဘေးကနေကက်လျှောက်လာရင်ကမျက်နှာတော့အစွမ်းငုံတီးထားပြီးမြင်ဘေးဘီယာတစ်ပင်ရိပ်တွေလှုပ်တာမြင်ရင်တုံငင်နဲ့ဖြစ်နေခဲ့တာပါမိဝိုင်းကတော့တုတ်ပေါ်ကိုအာကိုတကြီးနဲ့ကြည့်နေခဲ့တယ်တုတ်ပေါ်နင့်ကိုကြည့်ရတာတကယ်ကိုသူရဲကောင်းကြီးနဲ့တူရင်နော်ငါလေဒီလမ်းအရမ်းမောင်တော့တယောက်တည်းဆိုအမြဲကြောက်တာဟာခုနေရှိလို့တော်သေးတာပေါ့တုတ်ပေါ်ကတော့အာကောင်နေကြောက်ကပ်နေပြီမင်းဟန်လုံးလိုက်တယ်အေးပါမိဝိုင်းရနင်ကလေငါရှိနေတာပဲဘာမှမစိုးရိမ်ပါနဲ့ငါရဲ့လက်တီးကလေလူစိုးတွေ့ရင်အလိုလိုရားလာတာဟာအဲ့ဒီရဲ့ချင်းလမ်းဘေးကမိုက်ပုံတွေကနေကြောင်တကောင်ကဝုန်းခွင်းနဲ့ခုံထွက်လာခဲ့တယ်တုတ်ပေါ်ကတော့လန့်ပြီးမိဝိုင်းရဲ့နောက်မှာဝုန်းခွင်းနဲ့ပုံလိုက်ပြီးတော့မိဝိုင်းရဲ့ပကုံးကိုအတင်းဆွဲထားတော့တယ်ဘာလဲကမိဝိုင်းအဲ့ဒါဘာကြီးလဲတုတ်ပေါ်ရဲ့ကြောင်လေးတကောင်နင်းရလေဘာလို့ငါနောက်မှာလာပေါင်းနေရလဲဟာတုတ်ပေါ်လေးချက်ချင်းပဲခွာလိုက်ပြီးတော့အင်းကြီးကိုပြန်ဆွဲဆန့်လိုက်တယ်မဟုတ်ပါဘူးဟာငါးနေကိုကာကွယ်ပေးမလို့လေရန်သူလာရင်ငါရင်သိအောင်လို့အနောက်ကနေကာကွယ်ပေးတဲ့သဘောပါဟာမိဝိုင်းလေးတုတ်ပေါ်ဖြစ်ကိုပြုံးဆဆနေအော်အဲ့လိုလားဒါနဲ့တုတ်ပေါ်ရှေ့မှာတရားရောက်ရက်နေတယ်လို့ပဲနော်ဟိုမှာကြည့်အောင်လူရိပ်ကြီးတုတ်ပေါ်လေးမိဝိုင်းညွန်ပြတဲ့နေရာကြည့်လိုက်တော့လမ်းဘေးကဓာတ်မီးတိုင်အောင်မှာလူအိမ်မဲကြီးတစ်ခုကိုတွေ့လိုက်ရတာပါမိဝိုင်းငါတို့လေတခြားလမ်းပတ်သွားရအောင်လားငါရဲ့နက်ခက်ရလေဒီလမ်းကခုချိန်သွားလို့မကောင်းထင်နေဟာနင်ကလေသူရဲကောင်းဆိုပြီးတော့နေမဲဆော့ဆော့ပဲကြွားနေရမဟုတ်လားတွားကြည့်အောင်လာပါတုတ်ပေါ်လေးမိဝိုင်းရဲ့ပြောကြောင်းဓမီတိုင်အောင်မှာရက်နေရဲ့အချိန်မဲကြီးစီကို
တလန်းချင်းတိုးကပ်လာခဲ့ကြတယ်မိဝိုင်းကတော့စိတ်ဝင်တစားနဲ့တုတ်ဘောနောက်ကနေလိုက်လာခဲ့တာပါတုတ်ဘောကသူ့ရဲ့တန်ကိုမြင့်လိုက်တယ်ဟေးဘာတူလဲငါရက်ွက်တည်းကလူစိုးဖက်နဲ့တုတ်ဘောကွာမင်းကဘာလို့ဒီမှာရက်နေရလဲလူရိတ်ကြီးကဘာမှပြန်မပြောဘဲနဲ့ငြိမ်သက်နေခဲ့တယ်တုတ်ဘောကပိုးကြောက်လာခဲ့ပြီးကဲပြစ်ဖို့ဟန်ပြန်လိုက်ချင်မှာပဲမိဝိုင်းကနေုံတုတ်ဘောရဲ့အဲ့ဒါလူမဟုတ်ဘူးထင်တယ်တုတ်ဘောလည်းမျက်လုံးကိုပြူပြီးအနားကိုကက်ကြည့်လိုက်တော့လူရိတ်မဟုတ်ပဲကြံစည်ရုံမှာကြိတ်ထားတဲ့အင်ကြီးဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာတုတ်ဘောလည်းတပြင်းရှိန်ချလိုက်တယ်ဟိုးဒါပဲလေမိမရငါစောတွေကသိပါတယ်အဲ့လူမဟုတ်ဘူးဆိုတာငါအနေကိုစမ်းသက်ကြည့်နေရနင်ဘယ်လောက်တက်တိရှိမလဲဆိုတာသိကြလို့မိဝိုင်းကတုတ်ဘောပြောကြောင်းခိုးရင်လိုက်တယ်အော်စမ်းသက်တာလားတုတ်ဘောရဲ့နင်စမ်းသက်လိုက်တာလေငါရဲ့ပခုံးတော်မှပြုတ်ထွက်တော့မလို့နင်ငါ့ကိုတင်းဆွဲထားတာလေအဲ့ဒါကနင်ထွက်မပြေအောင်ငါတားထားတာဟာသူ့ရဲ့ကောင်ဆိုတာဘေးကလူကိုအရင်ဆုံးလုံခြုံအောင်လို့လုပ်ရတယ်လေအဲ့ဒီရဲ့ချင်းခြုံနေရနေဝုန်းဆိုတဲ့တန်ကြီးနဲ့လူနှစ်ယောက်ပြေးထွက်လာခဲ့တာပါတုတ်ဘုံကတော့ဒီကမှလုံးဝမထိန်နိုင်တော့ပဲမိဝိုင်းကိုထားလို့ထွက်ပြေးသွားခဲ့တော်တယ်အမလေးအမေရေကဲပါဦးဗျဟဲ့တုတ်ဘုံဟဲ့နေအောင်လေငါ့ကိုထားခဲ့တာလားတုတ်ဘုံကတော့နောက်ကိုလှည့်မကြည့်ပဲပြေးနေအောင်ခြုံနေရထွက်လာတဲ့လူနှစ်ယောက်ကဘိုက်ကိုနှိပ်ပြီးလှည့်ရင်နေကြတဲ့ဖိုးထူးနဲ့ငပင်ဖြစ်နေခဲ့တာပါဟဲ့အောင်တုတ်ဘုံဟာနေအောင်လေမင်းရဲ့လျှက်စင်းလက်သေးတွေဖေးပြောင်းကုန်ပြီလေငါတို့သွေးကောင်းရတော့ဟေးမိဝိုင်းကိုတော့ထားပစ်ခဲ့တာနောက်နေ့ရောက်တော့တုတ်ပေါ်လေသူတို့ဖွဲ့ချင်းထားတဲ့ဖိုးထူးအိမ်ကိုရှက်ကိုရှက်ကန်းနဲ့ရောက်လာခဲ့တယ်ဟောတို့ရဲ့သွေးကောင်းရောက်လာပြီထိုင်အောင်ဟဲ့အောင်တုတ်ပေါ်မနေ့ကလေမင်းရဲ့လျှက်စင်းလက်သေးကလျှက်စီးပြေးဖြစ်သွားတာမိဝိုင်းကိုတော့မှထားခဲ့ပြီးတော့ဝုန်းကနေပဲနော်မိဝိုင်းကပြုံးဆဆနေဟုတ်ပါတုတ်ပေါ်ရဲ့ငါ့ဟိုတော့မကြည့်ပဲနဲ့ပြေးလိုက်တာလျှက်စစ်တိုင်တော့တိုက်မိတော့မလို့နင်တို့ကလေငါရဲ့ဖြူအောင်နားမလေကြဘူးပဲငါကလေခြုံနှင်းမှာလူရိပ်မြင်ကလေးကဖိုးထူးနဲ့ငပိန်တို့မှသိပြီးသားသိလို့ပဲနော်အမေရေကဲပါအောင်ဆိုပြီးတော့အော်ပြေးတာလားအဲ့ဒါငါမင်းတို့နှစ်ယောက်ကိုလှည့်စားတာလေငါအရှိကနေမျှပြေးမှမင်းတို့ကလိုက်လာမှာပေါ့အဲ့ဒီအချိန်မှာမိဝိုင်းကအနောက်ကနေညက်ပိတ်ဖမ်းမှုငါအကွက်ချလိုက်တာမိဝိုင်းနေမလို့ငါတော့ကလိုက်မလာလေဟာမိဝိုင်းလေဘိုင်းနေပြီးတော့ရှင်ရင်းကနေအမလေးတော့ဘောရဲ့နင်ကလေအဲ့လိုပြောရရင်လေခင်းတတ်သေးရလားငါကတော့လေနင်တကယ်ကြောက်လို့ပြေးတယ်ပဲအောင်းမိတာဟာတော့ဘောမင်းပြေးတဲ့ပုံစံကိုလိုင်းမော်တင်လိုက်လေဘျူးတွေတန်းချီတက်မှာတေချာပဲတိလားတင်လိုက်လေငါရဲ့ချောရဲရှုံလေးကိုပြိသက်တွေမြင်အောင်လို့ဒါပေမဲ့တခုတော့မှတ်ထားကြနောက်တကတကယ်လူဆိုးနဲ့တိုးရင်တော့လေငါလက်သေးကိုမင်းတို့မြင်ရလိမ့်မယ်အေးပါတုတ်ဘောရဲ့ခုတော့လေငါတို့စောင့်ကြည့်နေပါမယ်တုတ်ဘောလေးသူ့ကိုဝိုင်းဖဲနေကြတဲ့တငယ်ချင်းတွေကိုစကားလမ်းကြောင်းလှဲလိုက်တော့တယ်ကဲအဲ့ဒါတွေထောင်းငါတို့လူစုတာမုံစားဖို့မဟုတ်လားသွားစားကြမယ်လေငါဘိုက်စာနေပြီကွဖိုးတူတို့၃ယောက်သာရွာလန်းအတိုင်းရှောက်လာနေတော့အပြိုကြီးဒေါ်လုံးတင်အိမ်သားရှောက်ဒေါ်လုံးတင်တယောက်အိမ်ထဲကနေပြေးထွက်လာတော့ဖိုးတူတို့နဲ့ထိတ်ထိုင်တိုးတော့တယ်အမလီတုတ်ဘောရေမင်းရှိနေရနေအတော်ပဲမင်းဟာလီရက်ွက်ထဲမှာလူဆိုးတွေကိုလက်မလာနဲ့ဖမ်းနေသူရဲ့ကောင်ဆိုတော့လာပါအောင်ကျုပ်ရင်ထဲမှာငွေကြီးတကောင်ငွေနေလို့တော့အဲ့ဒီစကားကြားလိုက်တော့တုတ်ဘောလေးမျက်လုံးပြူးသွားခဲ့ပြီးခြေလန်းတွေရက်သွားခဲ့တယ်ဟင်မွေးလားမိုင်းလုံးတင်ကျွန်တော်ကလူဆိုးပဲဖမ်းတာဗျမွေးဆိုတာကလေကျွန်တော်အထူးပြမဟုတ်တော့လေအော်တုတ်ဘောကလေလူဆိုးတောင်ဖမ်းနိုင်သေးတာမွေလောက်ကတော့မင်းအတွက်အေးဆေးပဲမဟုတ်လားကွလာပါအေးကျုပ်ရင်ထဲမှာမွေရှိနေရောကြောက်စရာကြီးမင်းမဲအားကိုးစရာရှိတာမို့ပါပိုးထူးနဲ့ငပိန်ကတော့တုတ်ဘောရဲ့အခြေအနေကိုကြည့်ပြီးတော့ခိုးရင်နေကြတယ်ဟုတ်တယ်မိုင်းလုံးတဲ့တုတ်ဘောကလေမွေဆိုရင်ပိုးတော်ကျွမ်းကျင်နေတယ်ဗျသူကလေမွေဟောက်ကိုတော့ပါရိုက်ဖူးလားဟုတ်တယ်မလားတုတ်ဘောလေငပိန်ကိုမျက်စောင်းထိုးလိုက်ရင်းနဲ့တိုးတိုးလေးပြောလိုက်တယ်ဟဲ့အောင်ငပိန်မင်းကောင်တေရင်းပို့နေရလားကွမိုင်းတုတ်ဘောကရှက်နေရဗျကဲတုတ်ဘောသူရဲ့ကောင်ဆိုတာ
ပြည်သူအရေးဆိုရှေ့ဆုံးအောင်ပဲမဟုတ်လားကွာတွားလေမွေဖမ်းပေးလိုက်ကဲဝင်ကြစို့ဒီလိုနဲ့မွေရထွက်ပြေးသွားအောင်ပါတုတ်ပေါ်လေအပြိုကြီးတော်လုံးတင်ခေါ်ရနောက်ကိုမျက်နှာငယ်လေးနဲ့လိုက်သွားခဲ့တော်သည်အပြိုကြီးတော်လုံးတင်အိမ်ထဲဝင်ချင်းဝုန်းဆိုတဲ့အတန်ထွက်လာပြီးကြက်တကောင်ကသူတို့ကောင်းမွန်ကနေပြန်သွားခဲ့တာပါတုတ်ပေါ်လေအဲ့ဒါကိုမွေတင်နဲ့လက်မီအော်တော်သည်အမလေးမွေတုတ်ပေါ်အဲ့ဒါမွေမဟုတ်ဘူးဟာကျက်မကြီးကထွက်ပြေးသွားတာပါအမလီတုတ်ပေါ်ရဲ့ကျက်နဲ့မွေနဲ့မှားရတယ်လို့မွေးရဟိုမှာထုတ်တန်းပေါ်မှာလေဒေါ်လုံးထညွန်ပြရာ၃ယောက်သာမောကြည့်လိုက်ကြတယ်အမလီမွေးရစိမ့်ကြီးနော်ကြည့်နေတဲ့ဘောကကြောက်စရာလေးဟဲ့အောင်တုတ်ပေါ်မင်းကသူ့ရဲ့ကောင်ဆိုတော့လက်နဲ့ပဲဖမ်းမှာမလားဒုံးနဲ့ဆိုရင်တော့မင်းတိတ်ကကြမှာနော်တုတ်ပေါ်လေးငပိတ်ကိုမျက်လုံးပြိုးကြည့်ပြီးတော့တိုးတိုးလေးပြောလိုက်ပြန်တယ်ဟဲ့ငါ့ကိုတေးစီကြည့်နေရလားလက်နဲ့ဖမ်းရင်ငါလက်ကမွေပါဇက်တွေကိုရောက်သွားမှာပေါ့ဟာအဲ့ဒါဆိုလေဒုံးနဲ့ဖမ်းလေတုတ်ပွားလေမင်းမလို့ဖမ်းပါလေအဲ့နောက်တော့တုတ်ပွားလေးနေရာမှာလှေကားထောင်ပြီးတလန်းချင်းတက်သွားတော့တယ်ထုတ်တန်းမော်အောင်မွေရလေလှလွရဖြစ်နေတော့တုတ်ပွားကမျက်စိကိုနှိပ်ပြီးဒုံးနဲ့မွေရှိတဲ့ဘက်ကိုရမ်းထူတော့တာပါလာစမ်းမွေမင်းကောင်သိလားငါအမလေးတုတ်ပွားလေးရမ်းထူနေတာဆိုတော့မွေရထုတ်တန်းမော်ကနေပြုတ်ကျလာပြီးတုတ်ပွားရဲ့ပကုံးမော်ကိုတဲ့ကျသွားတယ်တုတ်ပွားကတော့မွေကိုမြင်လိုက်ရတာနဲ့နှိတ်ကားမော်ကနေခုန်ဆင်းတော့တာပါအမေရေကဲပါအောင်ဟေးအမလေးတုတ်ပွားမွေရမင်းနဲ့မင်းမပတ်နေပြီတော့အဲ့ဒီခါမှာတုတ်ပွားလေးတုံနေပြီးတော့အော်ဟင်းနေရောတယ်ဟာဖေးပြီးကြမအောင်ငါ့ကိုလာခဲ့ပြီးကြမအောင်ငါသွေးကမလုပ်ချင်တော့ဘူးငါကြောက်တယ်ဒါနဲ့ဖိုးတူလေးသူ့လေပင်မှာပတ်နေတဲ့ကျိုးခွေကိုယူဖယ်ပေးလိုက်တယ်ဟဲ့အောင်တုတ်ပေါ်မျက်လုံးလေးဖွင့်ကြည့်အောင်မင်းလေပင်မှာပတ်နေတဲ့ကျိုးခွေပါဟာဟမ်ဟဲ့အောင်တုတ်ပေါ်ဟာမင်းရဲ့တက်တရတော့ကွာလုံးအောင်ကဘာကြော်သွားပြီကျိုးခွေကိုတော့မွေအောင်မိပြီးတော့သူ့ရဲ့ကောင်းဘွဲကိုစွန့်လို့လိုက်ရတယ်လို့ကွာအဲ့ဒီအချိန်ကျမှတုတ်ပေါ်လေးအရှိန်ပြန်တင်လိုက်တယ်ဟာအဲ့ဒါငါကမင်းတို့ကြောက်နေမှန်းဒီလို့ဟာသားလို့ပြနေရဟာဒါနဲ့မွေရောရင်အေးမတုတ်ပေါ်လေးရေမွေရတော့ပြေးသွားပါပြီဒါနဲ့လေစကားမဆက်တုတ်ပေါ်ရဲ့အော်တန်ကလေမွေတက်တောင်မှပိုကြောက်ဖို့ကောင်းနေတယ်လို့ပဲနော်ဒါနဲ့တုတ်ပေါ်လေးရီကျဲကျဲနဲ့ရှိနေကြတော့တယ်ညဘက်ရောက်တော့ဖိုးထူးငပိန်နဲ့တုတ်ပေါ်တို့၃ယောက်သားရွာတိကဇင်းအောင်မှာထိုင်ရင်းနဲ့ရှိနေခဲ့ကြတာပါကဲသူရဲ့ကောင်းရင်တုတ်ပေါ်ခုဆိုတရားလုံးကမင်းကိုအားကိုးနေကြပြီဒါမို့ဒီညဒီစီရက်မှာတယောက်တည်းကင်းဆောင်ပြီးဖို့ဦးသက်ကြီးကမှားလိုက်တယ်ငပိတ်ပြောကြောင်းတုတ်ပေါ်ကမျက်လုံးပြူသွားတယ်ဟင်ဘာကင်းလဲဟာငါနှိမ်ကြီးရမှာငွေဖန့်ထားတာကိုနားရအောင်မှာပေါ့မတူဘူးလေတုတ်ပေါ်ရဲ့မင်းမအစွမ်းရှိရင်တာဝန်လည်းရှိရမယ်ဒီစီရက်မှာညဘက်အတန်းနေကြားတယ်ဆိုပြီးအိမ်ကြီးချင်းနေကောင်းကောင်းမအိပ်ရလို့ရွာတွေကလူတွေအလဲကျကင်းလာစောင့်ပေးရတာဟာဒီနေ့တော့မင်းလေကြတာပဲတုတ်ပေါ်လေးစတွေးတွေကိုခက်ခဲမျိုးချလိုက်တယ်ငါကလေညဘက်ဆိုရင်မျက်စိအားနေတဲ့ယောဂရှိလို့ဟာငါစားမင်းတို့နှစ်ယောက်ပဲစောင့်လိုက်ပါလားယင်အဲ့ဒီအချိန်မှာပဲမိဝိုင်းကသူတို့နာကိုရောက်လာတယ်တုတ်ပေါ်နင်ကသူရဲကောင်းဆိုတော့လေငါနင့်ကိုတခုလောက်တောင်းဆိုခြင်းလို့အဲ့ဒီစကားကြတော့တုတ်ပေါ်လေးသူ့ရင်ဘက်ကိုကော့လိုက်တယ်ပြောလေမိဝိုင်းငါဘာကူညီရမှာလဲငါရဲ့တက်တီကိုအသုံးချခြင်းလို့လားဟုတ်တယ်ဟာငါရဲ့ချစ်တော်ကြောင့်လေးဘိုက်ပူလေဒီစီရဲ့နောက်ကခြုံနေတဲ့ပြေးဝင်သွားလို့ရဲ့အဲ့ဒါခုထိပြန်ထွက်မလာသေးလို့နေငါအစားသွားရှာပေးပါလားအဲ့ဒီစကားကြားလိုက်တော့တုတ်ပေါ်လေးလန့်သွားခဲ့တော့တယ်ဇရက်နောက်ကခြုံဟုတ်လားမိဝိုင်းဒီညဘက်ကြီးလားကဲတုတ်ပေါ်ငါတို့ပြန်တော့မယ်မိဝိုင်းရဲ့အကြောင်းလေးအတွက်မင်းရဲ့သူရဲကောင်းပြီဆောင်ထုတ်ပြလိုက်စမ်းပါတုတ်ပေါ်ငါနဲ့ကိုစိတ်ချမယ်နော်ငါကြောင့်လေးကိုတေချာလဲရှာပေးပါအောင်ဟာတုတ်မောကြီးသွားပြီဇီးရမှာလေတေချာဆောက်အောင်နော်ဒီလိုနဲ့ဖိုးထူးတို့၃ယောက်သားတုတ်ပေါ်ကိုကြောက်ခိုင်းပြီးတော့ထွက်သွားခဲ့တော့တယ်တုတ်ပေါ်ကတော့ဇီးရနောက်ကခြုံတွေကိုကြည့်ရင်းနဲ့မိဝိုင်းရဲ့အကြောင်းလေးဘိုက်ဘူးကိုမရှာနိုင်ပဲရှင့်နေခဲ့တာပါ
ငါခြုံနေတော့တော့မရှာနိုင်တော့ဒီစက်မှာတယောက်တည်းရှိနေရနေတော်တော်ကြောက်ဖို့ကောင်းနေပြီသူအဲ့လိုပြောနေတော့ကြောင်ဖိုက်ပူကထုတ်တန်းကနေခေါင်းဆင်းလာတာဆိုတော့တုံပေါ်လေးလက်မီရောထောက်တော့ဒီဟာကျွန်တော်တုံပေါ်ကလေသူရဲ့ကောင်းတူပါရက်ကြလို့ရေကြောက်တယ်တင်းရဲ့6တောင်မခံနိုင်တော့ကျွန်တော်ကသူရဲ့ကောင်းမဟုတ်ပါဘူးဗျာအသေးနုနဲ့တုံပေါ်လေးပါတုံပေါ်အဲ့လိုအော်ပြောလိုက်တော့အိမ်နီးနားကခွေးတွေလေးထောက်ကုန်တော့ဒီအမလီခွေးဟောင်လာပြီတရေလာပဲငါထွက်ပြေးမှရမယ်ဒီလိုနဲ့တုံပေါ်လေးထွက်ပြေးတော့ဖိုးတို့3ယောက်ကရှေ့ကနေပိတ်ရလိုက်သည်ဟဲ့အောင်တုံပေါ်ဟာမကြောက်စမ်းပါနဲ့ကြောက်မှာကွာအေးလေဒီကျက်ကလည်းဘာတည်းရဲ့မှမကြောက်ဘူးငါတို့ကရှောက်ပြောတာရေဟမ်တော်ပြီတရေမကြောက်လေငါသူရဲကောင်းမလုံနိုင်တော့စိတ်လျှော့ပါတုံပေါ်ရဲ့နေသူရဲကောင်းမဟုတ်တာလေငါတို့ကစော်ကြီးတွေကတိထားပြီးသားနေဟန်ဆောင်နေရလေးကိုချစ်လို့လိုက်စားနေကြတာအဲ့ဒီစကားကြတော့တုံပေါ်လေးရှက်သွားတယ်တော်ပြီဟာနင်တို့မခေါ်တော့အဲ့လိုပြောပြီးတော့တုံပေါ်လေးထွက်သွားခဲ့တော့တယ်ဟဲ့တုံပေါ်ငါတို့စောင်းဦးလေဟာဒီလိုနဲ့သူတို့3ယောက်တော့တုံပေါ်နောက်ကိုပြေးလိုက်သွားရင်းနဲ့ဇလန်းလေးပြီးဆုံးသွားခဲ့တော့တယ်